လုံးမြောက်ပါဗျာ HRC ခဏနာတွေ့နေဒီအင်ကြီးလိုမှတ်မိနေ ပြပါဗျာ ရောက်ပဲပေါ့အများကြီးမဖြစ်တော့ဘူးပေါ့မှာအဲ့ဒါနဲ့ဒီဘက်ကဒါပြီ စီးနာတော့ ဒါပြီချောချောလေးပြုံးမယ် ချက်ချောတင်ပြုံးချက်ချောတင်ရဆိုတော့မကြည့်ရဲနဲ့ ဟာတော့ဒီပြောကုန်တော့ ဘာလဲကြားလိုက်ကြောင်းသက်ချီဒီကောင်းမှုတို့ကိုထပ်တူကိုစီရကြပါစေဒိတ်ချာကြီးနိုင်ငံကျော်ဆွေးထမ်းမိသားစုမှာသာတို့ခေါ်ရဖိတ်ခေါ်သည်အရှောင်းလာနေပါအန်လီမျိုးရဲ့အစိုးရချောင်းတော်စီ